ကဲမျိုးတွေ Adelaide to Melbourne အဲ့ express bus ကြီးစီးရဲ့အကြောင်းပြောမယ်နော်အဲ့ express bus ကြီး bus ကတခါမှမစီးဘူးလို့စီးကြည့်တာပေါ့နော်လူနေလဲလို့ဆိုတော့ experience ကတော့ overall ပြောရရင်တော့မကြိုက်ဘူးနောက်တစ်ခါဆိုရင်တော့လေရင်နဲ့ပဲသွားတော့မယ်ဒါမှမဟုတ်ကိုယ်ပိုင်ကားနဲ့ပဲသွားတော့မယ်ပေါ့နော်တကယ်လို့ကိုယ်ပိုင်ကားမမောင်းချင်ဘူးဆိုလေရင်စီးရတာကအဲ့ express bus နဲ့ရှင်ဘယ်လောက်မှလည်းပို့ပေးရတာမဟုတ်ဘဲနဲ့အဲ့ပင်ပန်းတာတွေတက်တာတွေပေါ့အဲ့လိုဆိုအဓိကကတော့နားလေတယ်ကွာဒီနိုင်ငံမှာဘယ်လောက်ပေးရတယ်တခြား express Adelaide ကနေ Melbourne ကို65ကျပ်ပေးရတယ်အဲ့ဒါ quite fairly reasonable price ပါဒါပေမဲ့ကားကြီးတွေကကြတော့လေမြန်မာပြည်ကဟိုးအရင်ခေတ်ကလွန်ခဲ့တဲ့26နှစ်ကကိုဒီစီးဘူးလေဖျားဘူးကားကြီးအဆင့်လောက်ပဲရှိတဲ့အပြင်သူတို့ကရေးတန့်ဘူးတော့မပေးသေးဘူးဆိုတော့မြန်မာပြည်ကအဲ့ဒီကလေးက Australia ထက်တာလွန်နေပြီ service ပိုင်းမှာထိတာဟိုနောက်တစ်ခါဆိုရင်တော့မစီးတော့ဘူးပြီးတော့အထူးသဖြင့်စိုးတာဒီလိုမျိုးအဲ့ဒီဇရိုက်တွေပါတယ်ကွာကားပေါ်မှာလဲကိုယောက်ျားပြီးမှထိုင်တဲ့ကောင်ဆိုလို့ရှိရင်ဟာရန်နန်ဟောင်းနေရပဲဟိုစေးသမားလားဘာလားမသိဘူးတစ်ချိန်လုံးလဲကနာမငြိမ်ဘူး energy drink တွေတောက်သေးတွေပေါက်ခဏခဏအသေးတွေတော့ကားထဲမှာအိမ်သာပါတော့ခဏခဏသူသေးတွေတော့ပေါက်အနံ့ရတယ်ဂျိုင်းနံ့ဆိုတာဟာယောက်ျားပြောတယ်ထိုင်သူအိုက်ကောင်ပြီးမှထိုင်ပြီးတော့အနံ့ကြီးတစ်ခုတည်းနန်လိုက်နန်ဘူးလားတဲ့ဆိုတော့အကူကတော့နည်းနည်းဝီးတော့overall အနံ့တော့မကားဘူးဒါပေမဲ့အဲ့လောက်တော့မနန်ဘူးလို့ပြောလိုက်တယ်အဲ့ဒါကားပေါ်ကကားရက်လေးရက်ကောဆင်းမယ်လဲလို့ကောသူ့အနောက်မှာကိုကရက်မိတယ်သူကအရက်ရက်တလောက်ရှိတယ်သူဂျိုင်းနဲ့ကိုနှာခေါင်းနဲ့တဲ့တယ်အဲ့ဒီမှာတော်တော်မူပြီးအန်အောင်အန်ကျင်သွားတာဟာတကယ်ဟိုလေရေမချိုးတာတပတ်လောက်ရှိတဲ့လူရှည်ကနေထွက်တဲ့အနံ့မျိုးသိလားပုတ်အန်နဲ့အနံ့ဟိုရုပ်ကြည့်တော့လေအဲ့လောက်တော့လေဟိုဟာမဟုတ်ဘူးလူငယ်ပဲเนาะအသက်က20ဝန်းကျင်လောက်ပဲရှိမယ်ထင်တယ်နှာခေါင်းမုံစိတ်မှုရင်းနေတော့ရှိတယ်ဘလို့အပေတေတီလည်းမသိဘူးသလားကို့မှာဘယ်အချိန်စိတ်ယူပေါက်ပြီးထလုံမှတော့ကြောက်ရသေးတယ်တန်းနေဟိုခေါက်နေတဲ့ကောင်လားပါလားမသိဘူးအဲ့ဒါနဲ့ပဲဟိုမှာယောက်ျားဆိုလည်းကောင်းကောင်းမအိပ်ရ။အော်ဟိုဟာကိုပိုင်ကားနဲ့သွားရင် तू မောင်းနေရလို့ तू မအိပ်ရလို့အခုဒီလိုမျိုး express နဲ့သွားရင်ငါယောက်ျားလည်းအိပ်ရတယ်ငါတို့လည်းအိပ်ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟိုကားလည်းအကြာကြီးစီရကိုကကားစီရတယ်လည်းကြိုက်တော့အဲ့လိုသွားတာမှအဲ့လိုဖြစ်တယ်အဲ့တော့ကြည့်လိုက်ဗီဒီယိုတွေရိုက်လာတာအခုမဲဘောသွားနေကားပေါ့ရောက်ပါပြီကားရဲ့ခုတ်အကျယ်အဝန်းကတော့တော်တော်လေးအရင်ခေတ်ကဟိုအကျယ်အဝန်းမှရှိပါတယ်အခုဖေးတနာပါလက်လုံးကမစိုးပါဘူးရှိပါတယ်လက်တော့တသားတာများတာပြီဖေကြတော့ကြည့်ပါလားတိတ်မများဘူးဖေကဒူးရှည်တော့ဒီမှာခြေတင်နဲ့တန်းနေတာမပါပါဘူးအဲ့ဒါ Australia ရဲ့ Express ပါတော့ပြောရမယ်ဆိုရင်တော့ဒီပေးရတဲ့ဈေးနဲ့ဒီမြန်မာပြည်ကဟို Express တွေကအများကြီးတာပါတယ် Australia Express တဲ့ဒါက Melbourne Adelaide to Melbourne ကို10 နာရီလောက်စီးရမယ်အဲ့ဒါကိုတယောက်ကို$65ပါ